ဂုံတိတ်ခါဆိုတာအသက်ထက်ပိုရေးကြီးလို့တင်ယုံကြည်လားလူတယောက်ဟာသူ့ရဲ့တန်ဖိုးကိုတည်ချင်းတရားနဲ့လဲလွတ်ပြီးတက်တည်ပြရမယ်ဆိုရင်ရောတင်ဘလို့ဆုံးဖြတ်မယ်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဒီလူစုဟာသူတို့ရဲ့တခင်အတွက်သူတို့ရဲ့မြင်မြတ်အတွက်နောက်ဆုံးထွက်တဲ့ဒီတိုက်ပွဲဝင်ကိုဆုံးဖြတ်ထားကြပါပြီသူတို့ဟာတာမန်စစ်တီတွေမဟုတ်ပါဘူးတစ်ချိန်ကတနိုင်ငံလုံးကလေးစားခဲ့ရတဲ့ဆမ်မူရိုင်းတို့ဖြစ်ပြီးအခုတော့အရှင်သခင်မဲ့ကနဲနင်းတန်ပေးခံထားရတဲ့47 Ronin တွေပဲဖြစ်ပါတယ်ဇလန်အစမှာကျွန်တော်တို့မြင်တွေ့ရတာကတော့အာကိုနယ်မြေရဲ့မောင်မိုက်ပြီးထူးဆန်းတဲ့တောအုပ်နဲ့ကြီးတစ်ခုပါအဲ့ဒီတောအုပ်ထဲမှာလူသားတွေကိုအန်ဒီရဲ့ပေးနေတဲ့ထူးဆန်းတဲ့တရဝါတစ်ကောင်ကိုလိုက်လံနှိမ်နင်းနေကြတာပါအဲ့ဒီတရဝါဟာတာမန်တရိษံမဟုတ်ပဲအလွန်ကြီးမားပြီးမျက်လုံးတွေကနေတေချင်းတရားကိုပေးစွမ်းနိုင်တဲ့နတ်ဆိုးတစ်ကောင်လိုပါပဲဆမ်မူရိုင်းတွေဟာသူတို့ရဲ့ဓားသွားတွေကိုအားကိုးပြီးအစွမ်းကုန်တိုက်ခိုက်ပေမဲ့ဒီတရဝါရဲ့အသားရည်ကိုတော့မဖောက်နိုင်မဲ့အထိနာနေကြပါတယ်အဲ့ဒီအချိန်မှာလူအများကနှိမ်ချဆက်ဆံခံရတဲ့ကိုင်လူခေါ်တဲ့လူငယ်လေးတယောက်ကဘယ်သူမှမထင်မှတ်ထားတဲ့အမြန်နှုံးနဲ့ဝင်ရောက်ကူညီခဲ့ပါတယ်ဒါပေမဲ့ကိုင်ဟာဒီနယ်မြေမှာဘယ်တော့မှလူရသွင်းချက်မခံခဲ့ရပါဘူးသူဟာလူသားစစ်စစ်မဟုတ်ပဲတခြားထူးဆန်းတဲ့မျိုးနာစုကြားကမွေးဖွားလာတဲ့ကလေးတယောက်လိုအားလုံးကကောလာလိုတွေပြန်ထားပါတယ်သူ့ကိုတဝက်တစ်ဖြက်လိုနှိမ်ချခေါ်ဆိုကြပြီးဆမ်မူရိုင်းတွေရဲ့အတိုင်းဝိုင်းနဲ့ဝင်းခွင့်မပေးခဲ့ပါဘူးလော့ဒ်အာဆာနိုတယောက်ထဲသားကကိုင်ကိုငယ်စဉ်ကနေတောထဲမှာတွေ့ရှိပြီးတားတယောက်လိုစောင့်ရှောက်ခဲ့တာပါကဲလော့ဒ်အာဆာနိုရဲ့ဒီလိုကျင်နာမှုကြောင့်သာကိုင်ဟာလူလားမြောက်ခဲ့ရတာဖြစ်လို့ကိုင်ရဲ့ရင်ထဲမှာသူ့သခင်အပေါ်ထားတဲ့သစ္စာတရားဟာလေဘယ်သူနဲ့မှမတူအောင်ခိုင်းမှနေပါတယ်တစ်ဖက်မှာလည်းနယ်လေကိုရှိုကန်လက်ရောက်လဲပတ်ဖို့ရှိနေတော့အာကိုနယ်မြေတစ်ခုလုံးဟာပွဲတော်ကြီးတစ်ခုလိုစီကားနေပါတယ်ဒါပေမဲ့ဒီပျော်ရွှင်စရာမြင်ကွင်းရဲ့နောက်ခင်မှာတော့ကြောက်စရာကောင်းတဲ့အကွက်အစင်မှုတွေရှိနေပါတယ်အိမ်နီးချင်းနယ်မြေကလော့ဒ်ဂီရာဟာအာကိုနယ်မြေရဲ့တေဟန်ဇာဒတွေကိုမျက်စိကျနေပြီးဒါကိုသိမ့်ပိုက်ဖို့အတွက်မကောင်းစွာစွန့်မှတ်ရအောင်နဲ့ပူးပေါင်းထားပါတယ်ဒီစွန့်မှတ်ဟာမျက်လုံးနေအောင်ရှိပြီးမြင်သူတိုင်းကိုမိန်မောသွားစေနိုင်တဲ့အလှတရားတွေနဲ့ဖုံးကွယ်ထားသူပါပဲပွဲတော်ညမှာတော့စွန့်မှတ်ဟာသူမရဲ့မောတက်ကိုတုံးပြီးလော့ဒ်အာဆာနိုရဲ့အာယုံကိုနှောက်ယှက်လိုက်ပါတယ်โอเคလော့ဒ်အာဆာနိုဟာစွန့်မှတ်ရဲ့ပြူစားမှုကြောင့်သူ့ရဲ့အိတ်ဆောင်ထဲမှာရန်သူတွေဝိုင်းနေတယ်လို့အထင်မှားပြီးကတင်ပေါ်မှာအိတ်ပျော်နေတဲ့ဧည့်သည်တော်လော့ဒ်ကီရာကိုဓာတ်နဲ့တိုက်ခိုက်မိသွားပါတယ်ရှူကန်ရဲ့ရှေ့မောက်မှာလက်နက်ထိုးတုံးတာဟာအကြီးဆုံးပြစ်မှုဖြစ်လို့ဧည့်သည်ကိုပြန်လဲတိုက်ခိုက်တာဟာဂုံတိတ်ခါမဲ့လုပ်ရအဖြစ်တတ်မှတ်ခံလိုက်ရပါတယ်ရှူကန်ရဲ့အမိန့်ဟာမိုးကြွေးပစ်လိုက်တယ်လို့ပြက်သားလုံးပါတယ်လော့ဒ်အာဆာနိုဟာရာဇဝိအထံအဖြစ်တေးတန်းမခံယူပဲဆမ်မူရိုင်းတယောက်ရဲ့ဂုံတိတ်ခါကိုနောက်ဆုံးအကြိမ်ထိမ့်သိမ်းဖို့အတွက်ကိုအဆုံးစီရင်ရပါမယ်မြင်ကွဲဟာအလွန်ကိုကြေကွဲစရာကောင်းပါတယ်ဖြူစင်တဲ့ဝတ်စုံကိုဝတ်စုံထားတဲ့လော့ဒ်အာဆာနိုဟာသူ့ရဲ့ယုံကြည်တော်အိုအီရှိရဲ့ရှေ့မှာတင်သွေးမြေကျခဲ့ရပါတယ်အရှင်သခင်ဆုံးရှုံးသွားတဲ့နောက်မှာတော့ဆမ်မူရိုင်းတွေဟာသူ့ရဲ့ဘော်ကနေအပယ်ခံရိုနင်းတွေဖြစ်သွားကြပါတယ်လော့ဒ်ကီရာဟာအောင်နိုင်သူအဖြစ်အာကိုနယ်မီကိုတင်ပိုက်လိုက်ပြီးလော့ဒ်အာဆာနိုရဲ့သမီးဖြစ်တဲ့မီကာကိုပါအပိုင်ရောက်ဖို့ကြံစီပါတယ်မိကာကိုနာကျင်စီဟုအတွက်ခိုင်ကိုကျွန်းအဖြစ်ရောင်းစားလိုက်ပြီးအိုယီရှိကိုတော့မီအောက်ထောင်ထဲမှာတနစ်ပတ်လုံးပိတ်လောင်ထားလိုက်ပါတယ်အဲ့ဒီတနစ်ဆိုတဲ့အခြေဟာအိုယီရှိအတွက်တော့ငရဲကြနေတယ်လို့ပါပဲဒါပေမဲ့သူအသက်ရှင်နေရတဲ့တခုတည်းသောအကြောင်းပြချက်ကတော့သူ့တခင်အတွက်တရားမျှတမှုကိုပြန်လည်ရယူဖို့ပါပဲတနစ်ပြည်တဲ့နေ့မှာတော့အိုယီရှိဟာထောင်ထဲကနေပြန်လည်လွတ်မြောက်လာပါတယ်သူဟာအားနည်းနေပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့အရင်ကထက်ပိုပြင်းထန်နေပါတယ်သူဟာဖရိုရဲဖြစ်နေတဲ့ဆမူရိုင်းဟောင်းတွေကိုတိတ်တဆိတ်လိုက်လံစူးစီးပါတယ်ဒါပေမဲ့ရန်သူမှာရှိနေတဲ့မော်အသက်ကိုရှင်ဖို့ဆိုရင်ခိုင်ရဲ့အစွမ်းကိုလိုကတ်တယ်ဆိုတာသူသိနေပါတယ်ကဲအိုအီရှိဟာခိုင်ကိုကျွန်းအထိရောင်းစားခံထားရတဲ့ဒေတာအထိလိုက်ရှာပါတော့တယ်အဲ့ဒီမှာခိုင်ဟာလူသားမဟုတ်တဲ့တရဝါတွေနဲ့အသက်လောင်းကြီးထပ်ပြီးတိုက်ခိုက်နေရတဲ့ကျွန်းတယောက်ဘဝကိုရောက်နေတာပါ။အိုယီရှိကခိုင်ကိုကယ်ထုတ်ပြီးတ
သူတို့နဲ့ပူးပေါင်းမှုတောင်းဆိုတဲ့အခါခိုင်ကညှင်းဆန်ခဲ့ပါတယ်ကျွန်တော်ကိုခင်ဗျားတို့အမြဲနှင်ခဲ့တာပဲလူခိုင်ကခါခါတီတီပြောခဲ့ပြီမဲ့မိကအန်ဒီရရှိနေပြီသူမဟာ Lord Kira ရဲ့လက်ထဲမှာဒုက္ခရောက်တော့မယ်ဆိုတာသိလိုက်တဲ့အခါခိုင်ရဲ့မျက်လုံးတွေဟာအမုန်းတရားနဲ့တောက်လောင်လာပါတယ်သူတို့နှစ်ယောက်ဟာအတိတ်ကရန်ညိုးတွေကိုဘေးဖယ်ထားပြီးတူညီတဲ့ရီမန်းကျက်တစ်ခုအတွက်လက်သွဲလိုက်ကြပါတယ်အင်အား48ယောက်ပဲရှိပါတယ်ဒါဟာ Lord Kira ရဲ့ထောင်ကြီးတဲ့စစ်တပ်ကိုရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အရေးအတွက်ပါဒါတင်မကသေးပါဘူးသူတို့မှာရန်သူချုပ်ဝစ်တန်စားတွေကိုဖောက်နိုင်တဲ့လက်နက်ကောင်းတွေလည်းမရှိပါဘူးအဲ့ဒီအချိန်မှာခိုင်ကသူ့တငယ်ချင်းစည်းပင်းခဲ့ပြီးလူသားတွေခြေချဖို့ကြောက်ကြွန့်ကတဲ့တန်ကုတော်အုပ်စီကိုတွားဖို့အကြံပေးပါတယ်တန်ကုတော်အုပ်ထဲမှာရောက်တဲ့အခါအိုအီရှီနဲ့သူ့လူတွေဟာစုံမရဲ့လက်ကြားမှုတွေကြောင့်တယောက်နဲ့တယောက်သတ်ဖြတ်မိတော့မလို့ဖြစ်ခဲ့ပါတယ်ခိုင်ကတော့သူ့ရဲ့ဆရာကြီးဖြစ်တဲ့တန်ကုနရောစီရီရှေ့မှာဒူးထောက်တီအကူအညီတောင်းပါတယ်သူဟာသူ့ရဲ့စိတ်သက်ကြမ်းခံမှုကိုပြသဖို့အတွက်အလွန်ခက်ခဲတဲ့စမ်းသပ်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်အဆုံးမှာတော့သူတို့ဟာအလင်းလျက်စစ်လိုထပ်မြက်တဲ့ဓားတွေကိုရရှိခဲ့ပါတယ်ဒီဓားတွေဟာတာမန်တန်တယ်ရီမဟုတ်ပဲမော်အတက်ကိုပါဖျက်တောက်နိုင်တဲ့လက်နက်တွေပါတိုက်ပွဲဝင်ဖို့အတင်းရှိနေတဲ့အချိန်မှာပဲစုံမဟာသူမရဲ့မော်စွမ်းအားကိုတုံးပြီးအလွန်ကြီးမားတဲ့နှကောင်းပကြီးတစ်ကောင်းအဖြစ်ပြောင်းလဲလိုက်ပါတယ်နှကောင်းရဲ့ပစတ်ထဲကထွက်လာတဲ့မီးထောင်တွေဟာအရာအလုံးကိုပြားဖြစ်စေနိုင်ပါတယ်ခိုင်ဟာနှကောင်းရဲ့တိုက်ခိုက်မှုအောက်မှာအလဲလဲအကွဲကွဲဖြစ်နေပေမဲ့သူ့ရဲ့နှလုံးသားထဲကသစ္စာတရားကိုအရင်တည်ပြီးသူ့ရဲ့လျှို့ဝှက်တဲ့တန်ကုတ်စွမ်းအင်ကိုထုတ်သုံးလိုက်ပါတယ်သူဟာလေထုမှာပျောက်ကွယ်သွားပြီးနှကောင်ရဲ့အားနည်းချက်ကိုရှာခွဲကသူ့ရဲ့ဓာတ်နဲ့နှကောင်ရဲ့ရင်ဘတ်တဲတဲ့ကိုထိုးဆိုင်လိုက်ပါတယ်စုံမဟာနာကျင်စွာအော်ဟင့်ရင်အမောင်သားထဲမှာပျောက်ကွယ်သွားပါတော့တယ်တစ်ဖက်မှာလည်းအိုအီရှီဟာ Lord Kira ကိုရင်ဆိုင်နေပါတယ်အိုအီရှီကဒါဟာငါတို့အရှင်အတွက်ပဲလို့ကြွဲကြိုပြီး Lord Kira ရဲ့ခေါင်းကိုဖျက်ချလိုက်ပါတယ်အခုတော့သူတို့ရဲ့တခင်အတွက်သူတို့ရဲ့နေပြင်အတွက်တွေးကြွေးဆက်ပြီးပါပြီဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာတော့ပေးဆက်မှုကြီးတစ်ခုရှိနေပါတယ်နောက်တနေ့မနက်မှာရှိုခွန်ရွှေမှာရိုလင်းဒီအားလုံးဒူးထောင်နေပါတယ်သူတို့ဟာရန်သူကိုအောင်နိုင်ခဲ့ပေမဲ့ဥပဒေကိုချိုးဖောက်ခဲ့တဲ့သူတွေပါရှိုခွန်ကသူတို့ရဲ့လောက်ရဟာအလွန်ရဲရင်ပြီးတစ္ဆာရှိတာကြောင့်သူတို့ကိုလေးစားတဲ့အနေနဲ့ရာဇကွင်းတွေလိုတေတံမပေးပဲကိုဂုံတိတ်ခါရှိအဆုံးစီရင်ခွင့်ပေးလိုက်ပါတယ်ဒါဟာစမူရိုင်းတယောင်အတွက်အလွန်မြင့်မြတ်တဲ့ဆုလာပါပဲမိကာဟာမျက်လုံးတွေကြားထဲကနေခိုင်ကိုကြည့်နေပါတယ်ခိုင်ကတော့တီငိန်တဲ့အပြုံးနဲ့ကျွန်တော်တို့နောက်ဘဝမှာတခြားကဘာတစ်ခုမှာပြန်တွေ့မယ်လို့ကတိပေးခဲ့ပါတယ်သူတို့48ယောက်လုံးဟာကြောက်ရွံ့ခြင်းမရှိပဲသူတို့ရဲ့ဂုံတိတ်ခါကိုတေတံချင်းနဲ့အတူထွင်းနှုတ်သွားခဲ့ပါတယ်သူတို့ရဲ့အနံတွေဟာတမိုင်းမှာဘယ်တော့မှပျောက်ပြတ်သွားမှာမဟုတ်ပါဘူးဂုံတိတ်ခါဆိုတာတေတံချင်းထက်ပိုမိုခိုင်မာတဲ့အရာတစ်ခုဖြစ်ပါတယ်